ကဲအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့မှာတော့ကျွန်တော်ရဲ့အကြိုက်ဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ Newcastle နဲ့ Arsenal ပွဲကိုသုံးသပ်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်မနေ့ကတော့ Man U ဂိုးပေါ်နဲ့ Liverpool ဘော်တွေကိုကျွန်တော်ခံမှန်းသုံးသပ်ပေးသွားပါတယ် Man U ဂိုးပေါ်ကတော့မှန်ပြီးတော့ Liverpool ဘော်တွေကတော့ရှုံးနေသွားတဲ့အတွက်ကျွန်တော်သိပြီးတော့အားကျင်နေခြင်းတော့မရှိပါဘူးကဲဒီနေ့မှာတော့ Newcastle နဲ့ Arsenal ပွဲလေးကိုကြည့်လိုက်အောင်ဗျာကဲအခု Newcastle ဘက်ကိုအရင်သွားကြည့်အောင်ဗျာ Newcastle မှာဒီရာသီသူတို့ရဲ့အားထားရဆုံးတိုက်စစ်မှုဖြစ်တဲ့ East Liverpool ကိုပြောင်းရွှေ့သွားခြင်းကြောင့်စိုက်စင်မှာမတည်မငြိမ်ဖြစ်နေတာကိုတွေ့ရပါတယ်။အဆုံးသက်ပိုင်းလိုအပ်နေတဲ့အတွက်ကြောင့်ရတဲ့နဲ့ဂိုးတွေလည်းမရဘူး။နိုင်တဲ့ပွဲတွေလည်းမနိုင်မဲနဲ့တပွဲပဲနိုင်ထားပြီးတော့၃ပွဲတည်ကြကတပွဲရှုံးနေထားတယ်။ Arsenal ဘက်ကိုကြည့်မယ်ဆိုရင်တော့အဓိကသမားတွေဖြစ်ကြတဲ့စာကာနဲ့စာရီပါပြန်ပါလာကိုတွေ့ရတယ်။မနေ့ကလည်းမန်စီးသက်သက်မဲ့နိုင်ပြီးကျန်တဲ့အသင်းကြီးတွေအကုန်ရှုံးနေထားတဲ့ကြောင့် Arsenal တို့အခွင့်အရေးကောင်းပါပဲ။ Arsenal တို့အနေနဲ့အဲ့ဒီအခွင့်အရေးကိုကောင်းကောင်းအသုံးချသွားမယ်လို့ကျွန်တော်ကတော့ထင်ပါတယ်။ကြီးကိုကြည့်ရမယ်ဆိုရင်လည်း Arsenal က level 60ရှုံးပေးထားတာကိုတွေ့ရပြီးကိုပေါင်းကြီးကတော့နှလုံး50ရှုံးပေးထားတာကိုတွေ့ရပါတယ်ဒီပွဲကဂိုးလဲအောက်သွားနိုင်တယ်ဂိုးလဲပေါ်သွားနိုင်ပါတယ်အဲအကြောင်းဂိုးပေါ်ဂိုးအောက်ထက်နိုင်ပွဲလိုအပ်နေတဲ့အာဆင်နယ်ကိုပဲကျွန်တော်ကြိုက်မိပါတယ်ကျွန်တော်တခုသတိပေးချင်တာကကျွန်တော်ရဲ့ထင်မြင်ယူဆချက်တွေသုံးသက်ချက်တွေနဲ့အကြိုက်တူတဲ့ညီကိုတွေမှသာလိုက်လံစော်ကစားဖို့ကျွန်တော်တိုက်တွန်းချင်ပါတယ်ခင်ဗျာကျွန်တော်စမမမရီရဲ့ဘောလုံးသုံးသက်သူကိုကြံ့မှဖြစ်ပါတယ်ခင်ဗျာကဲအားလုံးပဲဒီညနိုင်ပွဲတွေဖော်ဆောင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ